ဘောဟိုက်တိသွားသလိုပဲအဲ့ဒီမျက်လုံးနှလုံးမမြင်ရတော့လေမျက်လုံး哎呦我的妈！ ဟန်ဒီပါဆရာ ဟာဟဲ့မမျက်လုံးဘာဖြစ်တာလဲ လက်ရှင်တွေထည့်လာပြီအဲ့ဆရာ ဟာမျက်လုံးဖွင့်မရတော့ဘူးကဆရာကတော့ဆရာ ဘာလုံးတာတော့ တက်စီလုံလားဆရာမနဲ့တည်းကတခြားမအားဘူးဆရာမရှိလေ ဒီကလည်းပူခဲ့တာကွာဖြစ်သွားတာဘယ်လို ဟုတ်တယ်ဆရာအဲ့ဒီလိုများ ဟာငါမျက်လုံးတွေပါအောက်လို့ကွာ မျက်လုံးအောင်ဆရာဘာလုပ်ရမလဲဆရာတပည့်က အေးငါမျက်စင်းခတ်ပြီး မျက်စင်ကပ်ပဲ အေးရေခဲတက်တာတော့မှမျက်စင်းရှိရမျက်စင်း ရေခဲတက်တာလည်းမ အေးလို့ငါမျက်လုံးတွေအောက်နေ ဟဲ့ဘူးလည်းမသိအားလည်းစာဖတ်မတော့ဒါပဲခင်ဗျာဆရာရပြီဆရာ ကွာမင်းကကြားလိုက်တာကွာဒီမှာမျက်လုံးတွေအောက်နေပါလေဆိုမှပဲ အဲ့တော့ကျွန်တော်ထဲတော့မဆရာနော် အေး ဟိုထဲဖို့ကဆရာကျွန်တော်အနောက်ကထဲရမှာလားအရှိအထည့်ရမှာလားဆရာ မျက်စင်းခတ်ပါလေဆိုမှမင်းချက်ရထိုက်နောက်ထည့်လာလို့နေတော့ခတ်သားမှာကွာမင်းရတယ် အရှိရပဲခင်ဗျာနော်ဆရာ ကွာတော့တိုက်ပတ်တယ်ကောင်ငါလည်းတက်နေမိအောင်မယ် အရှိအထည့်မှာဆရာကောင်းသွားမယ်တပည့်လို့ဆရာအရှိမိလားဆရာ အေး အေးရောအေးလားဆရာ မျက်စင်းစီးရကွာဝယ်ရတာကြာတော့လားမသိဘူး ဘာဖြစ်လို့ တမျိုးဖြစ်နေတယ်လို့ပဲ ရေခဲတက်တာထည့်လာပြီဆရာ အေး မိရလည်းမမှန်တော့လေ အေး အေးလိုက်ပူလိုက်ဆိုတော့ဖြစ်တာ အေးစကြိုးလည်းတက်တယ် အဓိကလူတယောက်ကမျက်လုံးကအဓိကပဲရှိတာ ဒါဘောက ဟုတ်တယ်ဆရာတို့က စကုနှစ်ကွဲအလင်းမရရင်လူကဘာလုပ်ဖို့ရတော့မှာလဲ ဘာလို့လဲအဲ့မျက်လုံးကအဓိကပဲတိသွားသလိုပဲဘောဟိုက်ဘောဟိုက်တိသွားသလိုပဲအဲ့ဒီမျက်လုံးနှလုံးမမြင်ရတော့လေ မျက်လုံး 哎呦我的妈！ ဟန်ဒီပါဆရာ ဟာဟဲ့မမျက်လုံးဘာဖြစ်တာလဲ လက်ရှင်တွေထည့်လာပြီအဲ့ဆရာ ဟာမျက်လုံးဖွင့်မရတော့ဘူးက မျက်လုံးခွင့်မရတော့ဘူး ဟာဒီကဘာလုပ်လိုက်တာတော့ဟာဟဲ့လုံးမမျက်လုံးဖွင့်မရတော့ ဘ ဘူး ယ်မြောက်လား ဟာ လက်ရှင်တွေခတ်ပြီးလိုက်တာ ခက်မင်းဘယ်ဟောက်ခိုက်တာလဲဟာဘာလဲဘောခါပဲကွာ ဆရာဂျူကန်နဲ့ဟာပဲလေဆရာ ဘယ်ဒီကတက်တာထဲမှာလေကွာအမဘူးသေးလေးတာလေဘာတွေခတ်လိုက်တာတော့ဖွင့်မရဘူး လက် တော့ ရှင်တွေပဲလေဆရာဟိုသူကြီးလာလား ဟာ 5အိုတူလာမသိဘူးဆရာ ဟာဒုက္ခပဲဖိုက်တူအဲ့ဒါကောဘူး